မိတ်ဆွေရဲ့အကြီးမားဆုံးရန်သူကမိတ်ဆွေရဲ့ပြိုင်ဘက်အခြေအနေတွေဒါမှမဟုတ်မိတ်ဆွေကိုယ်တိုင်ရဲ့ကြောက်ရွံ့မှုတွေတောင်မဟုတ်ဘူးဆိုရင်မိတ်ဆွေဘယ်လိုများထင်ပါမလဲမိတ်ဆွေရဲ့အောင်မြင်မှုပျော်ရွှင်မှုနဲ့ပြည့်စုံမှုတွေအတွက်အကြီးမားဆုံးအဟန့်အတားကတော့ကိုယ့်အိမ်နဲ့ပိုပြီးနီးကပ်တဲ့အရာတစ်ခုဖြစ်နေမယ်ဆိုရင်ရောဘယ်လိုများဖြစ်သွားမလဲမိတ်ဆွေရဲ့ကိုယ်ပိုင်စိတ်အတွင်းမှာကိန်းဝတ်နေပြီးတော့မှကိုယ်တိုင်ရဲ့အရေးပါမှုတွေကိုယ်တိုင်ရထိုက်တဲ့အခွင့်အရေးတွေနဲ့ကိုယ့်ရဲ့မပြည့်စည်နိုင်မှုတွေအကြောင်းကိုလှည့်ဖျားတဲ့မူသားတွေကိုတိုးတိုးလေးရေရွတ်နေတဲ့အရာတစ်ခုဖြစ်နေပြန်ဆိုရင်ရောဘယ်လိုများထင်ပါသလဲဒီနေ့ဗီဒီယိုမှာတော့စာရေးဆရာ Robert Holiday ရေးသားထားတဲ့ Ego is the Enemy ဆိုတဲ့စာအုပ်ကိုအသေးစိတ်ဝေမျှပေးသွားမှာဖြစ်ပါတယ်ဒီစာအုပ်ကမိတ်ဆွေရဲ့ဆွမ်းဆောင်ရည်ကိုတိတ်တဆိတ်ဖျက်ဆီးနေတဲ့ချုပ်ကွယ်နေတဲ့အင်အားကိုဖော်ထုတ်ပေးပြီးတော့မှမိတ်ဆွေကိုယ်တိုင်ရဲ့အကြီးမားဆုံးတိုက်ခိုက်ဘက်ဖြစ်တဲ့မိတ်ဆွေရဲ့ကိုယ်ပိုင်အတ္တကိုဘယ်လိုမျိုးထိန်းချုပ်ရမလဲဆိုတာကိုဖော်ပြပေးထားတာဖြစ်ပါတယ်မိမိရဲ့အတ္တဆိုတာကကိုယ်တိုင်ကထူးခြားတဲ့သူဖြစ်တယ်စီးမြင့်တွေကကိုယ်နဲ့မသက်ဆိုင်ဘူးရုန်းကန်ရမှုမရှိဘဲနဲ့အောင်မြင်မှုကိုရထိုက်တယ်ဒါမှမဟုတ်ရင်ဒီကြာရှုံးမှုကကိုယ်နဲ့မတန်မှဘူးလို့ပြောဆိုနေတဲ့အတန်တွေပဲဖြစ်ပါတယ်ဒီအတန်တွေကဝေဖန်ခံရတဲ့အခါမှာကိုခုခံကာကွယ်လို့စိတ်ကိုဖြစ်စေပါတယ်အရာရာကကိုယ်စိတ်ကြိုက်ဖြစ်မလာတဲ့အခါမှာဒေါသထွက်စေပါတယ်ကိုယ့်ရဲ့ကိုယ်ပိုင်အားနည်းချက်တွေနဲ့အမှားတွေကိုမမြင်နိုင်အောင်လို့ကွယ်ပြောက်စေတဲ့အင်အားဖြစ်ပါတယ်သို့တော်လည်းပဲဒီစာအုပ်ကိုအမှန်တကယ်ထိရောက်စေတဲ့အချက်ကတော့အောက်ပါအတိုင်းဖြစ်ပါတယ်စာရေးဆရာ Holiday ကပြဿနာကိုရေတွက်ပြရုံတည်းမဟုတ်ဘဲနဲ့ဒါကိုအောင်နိုင်ဖို့အတွက်လမ်းပြမြေပုံကိုပါပေးအပ်ထားပါတယ်ရှေးခေတ်စတိုရီဇင်တသနာကနေရယူပြီးတော့သမိုင်းမှာအကြီးမားဆုံးအောင်မြင်ခဲ့သူတွေနဲ့အဆိုးရွားဆုံးကြာရှုံးခဲ့သူတွေရဲ့ဘဝတွေကိုလေ့လာခြင်းအပြင်စစ်မှန်တဲ့အောင်မြင်မှုနဲ့ဇဲလက္ခဏာတွေကိုတိစောက်နေတဲ့အချိန်တွေမှာအတ္တကိုထိန်းချုပ်ထားဖို့အတွက်ခေတ်အဆက်ဆက်သုံးစွဲနိုင်တဲ့မူတွေကိုဖော်ပြပေးထားပါတယ်ဒါဟာမိတ်ဆွေရဲ့ယုံကြည်မှုကိုဖျက်ဆီးပစ်ဖို့ဒါမှမဟုတ်ခေါင်းငုံခံသူဖြစ်လာစေဖို့မဟုတ်ပါဘူးအတူအယောင်ဂုဏ်ယူမှုတွေအစားစစ်မှန်တဲ့အင်အားစစ်မှန်တဲ့အောင်မြင်မှုထိခိုက်လွယ်တဲ့အတ္တကြီးထွားမှုတွေအစားစစ်မှန်တဲ့ကိုတန်ဖိုးထားမှုတို့ကိုတိစောက်ဖို့သာဖြစ်ပါတယ်အောင်မြင်ဖို့အတွက်ရည်မှန်းနေစဉ်အချိန်တွင်းမှာအတ္တကဘယ်လိုမျိုးဖျက်ဆီးသလဲအောင်မြင်မှုရရှိတဲ့အခါဘယ်လိုမျိုးဖျက်ဆီးစေသလဲဒါအပြင်ကြာရှုံးမှုနဲ့ကြုံတွေ့ရတဲ့အခါမှာဘယ်လိုမျိုးရေစုံမျောသေးလဲဆိုတာကိုလေ့လာရမှာဖြစ်ပါတယ်ပို့ပြီးတော့အရေးကြီးတာကတော့ဒီတိုက်ပွဲကိုအနိုင်ယူဖို့နဲ့မိတ်ဆွေရဲ့စစ်မှန်တဲ့ဆွမ်းဆောင်ရည်ကိုဖော်ထုတ်ဖို့လက်တွေ့ကျတဲ့မဟာဗျူဟာတွေကိုစူးစမ်းတွေ့ရှိရမှာဖြစ်ပါတယ်မိမိကိုယ်တိုင်ရဲ့စိတ်မသက်သာဖွယ်အမှန်တရားအချို့ကိုရင်ဆိုင်ဖို့နဲ့အတ္တကပိတ်ပင်ထားခဲ့တဲ့စစ်မှန်တဲ့ကြီးမြတ်မှုစီကိုလမ်းကြောင်းတစ်ခုကိုရှာဖွေဖို့အတွက်ပြင်ဆင်ထားပေးပါမိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာ Inside Book Summary Channel ကနေနှွေးထွေးစွာကြိုဆိုလိုက်ပါတယ်ခန်းတစ်ရည်မှန်းချက်ထားခြင်းအတ္တနဲ့တိဆောက်ခြင်းအဓိပ္ပာယ်ရှိတဲ့အရာတစ်ခုကိုတိဆောက်ဖို့ကြိုးပမ်းနေတဲ့အရေးကြီးဆုံးအဆင့်အတွင်းအတ္တကဘလို့ဖြည့်ဆည်းတယ်လဲဆိုတာကိုစစ်ဆေးကြည့်ခြင်းအပြင် Holiday ကစတင်ထားပါတယ်ဒီအဆင့်ဟာအတ္တရဲ့သွေးဆောင်မှုအရှိဆုံးနဲ့အန္တရာယ်အများဆုံးအချိန်ဖြစ်ပါတယ်အကြောင်းကတော့တီးခန့်ခြင်းနဲ့ကြိုးစားအားထုတ်မှုလိုအပ်တဲ့လုပ်ငန်းစဉ်တစ်ခုမှာဖြတ်လန်းတွေနဲ့ချက်ချင်းကျင့်တဲ့မှုကိုဂရီပေးတဲ့အတွက်ဖြစ်ပါတယ်စကားကိုအလုပ်ထက်ဦးစားပေးပြောဆိုခြင်းရဲ့အန္တရာယ်တစ်ခုဖြစ်ပါတယ်ဒီမှန်းချက်ရှိတဲ့သူတွေကိုအတ္တကပထမဆုံးဖျက်ဆီးတဲ့နည်းလမ်းကတော့အဲ့ဒီသူတွေကိုပန်းနိုင်တွေစီကိုအလုပ်လုပ်ဆောင်ခြင်းထက်အဲ့ဒီအကြောင်းတွေကိုစကားပြောဆိုခြင်းကိုပုံမပြီးတော့နှစ်သက်စေခြင်းပဲဖြစ်ပါတယ်မိတ်ဆွေရဲ့အစီအစဉ်တွေအကြောင်းထုတ်ဖော်ပြောဆိုခြင်းကဒါတွေကိုလက်တွေ့အကောင့်ထဲပေါ်ဖို့လှုံ့ဆော်လိုစိတ်ဆိုတဲ့ motivation ကိုအမှန်တကယ်ရှော့ချပြကြောင်းစာရေးဆရာ Holiday ကဖော်ထုတ်ထားပါတယ်မိတ်ဆွေရဲ့အုံနောက်ကစကားပြောဆိုခြင်းတက်ကနေပဲရှင်းနှံမှုကိုအနည်းငယ်ရရှိသွားတဲ့အတွက်လက်တွေ့အလုံးနဲ့အဆုံးထိအကောင့်ထဲပေါ်ဖို့လိုအပ်တဲ့စိတ်ပိုင်းဆိုင်ရာဖိအားကိုလျော့နှဲသွားစေပါတယ်အတ္တကအဲ့ဒီအချင်းရာကိုနှစ်သက်ပါတယ်အကြောင်းကတော့အရာတစ်ခုခုကိုအမှန်တကယ်တိဆောက်ရတဲ့ရှုပ်ထွေးခက်ခဲတဲ့အလုပ်တွေကိုလှုံ့ဆော်စရာမလိုပဲကိုအရေးပါတဲ့သူထူးခြားတဲ့သူအဖြစ်ခံစားရစေတဲ့အတွက်သာဖြစ်ပါတယ်စတင်တော့မဲ့စီးပွားရေးရေးတော့မဲ့စာအုပ်ပြုလုပ်တော့မဲ့ပြောင်းလဲမှုတွေအကြောင်းအမြဲမပြတ်ပြောဆိုနေတဲ့သူကအမှန်တကယ်အလုံးမလို့ဖြစ်သူဖြစ်သွားလိမ့်ရှိပါတယ်ကုစားနီးကတော့ရိုးရှင်းတော်လည်းပဲစိန်ခေါ်မှုရှိပါတယ်ပါဇက်ကိုပိတ်ပြီးအလုပ်လုပ်ပါမိတ်ဆွေရဲ့နှုတ်ထွက်စကားများတွေအစားမိတ်ဆွေရဲ့ရလဒ်တွေကိုသာပြောဆိုပါစေဂရီကိုတွေကိုကြော်ညာနေခြင်းထက်လှုပ်ဆောင်မှုလုပ်ငန်းစဉ်အပေါ်မှာသာအာရုံစိုက်ပါစစ်မှန်တဲ့တိဆောက်သူတွေကအလုပ်အကြောင်းပြောဆိုခြင်းကနေရရှိလာနိုင်တဲ့အတိမတ်ပြုမှုမဟုတ်ဘဲလှုပ်ဆောင်ရတဲ့အလုပ်ကိုယ်တိုင်ကသာဆုလက်ဖြစ်ကြောင်းကိုသိရှိကြပါတယ်တင်ယူသူစိတ်ဓာတ်နဲ့ဆရာကြီးစိတ်ဓာတ်အတ္တကကျွန်တော်တို့တွေကိုတင်ယူခြင်းနဲ့ကြီးပွားတိုးတက်ခြင်းကနေဘယ်လိုမျိုးတားဆီးထားသလဲဆိုတာကိုစာရေးဆရာ Holiday ကစူးစမ်းလေ့လာပြထားပါတယ်အတ္တကစစ်စစ်ကိုကဲနေတဲ့အခါမှာကျွန်တော်တို့တွေဟာအမှန်တကယ်ဘုသူဒ္ဓရှိသူဖြစ်လာခြင်းထက်
ဘိုးတုဒ္ဒရှိသူအဖြစ်ဟန်ဆောင်ပြခြင်းကြပါတယ်ကျွန်တော်တွေကဝေဖန်အကြံပြုချက်တွေကိုညှင်းဆန်ကြတယ်မတိချောင်းဝန်ခံဖို့ရှောင်လွှဲကြတယ်ဒါအပြင်နယ်ပယ်သစ်တွေမှာအစားပြုသူအဖြစ်ခံယူဖို့ညှင်းဆန်ကြပါတယ်အောင်မြင်ဆုံးပုဂ္ဂိုလ်တွေဟာသူတို့ရဲ့ဘဝတရတစ်လျှောက်လုံးမှာအော်ရီတိုခေါ်ဆိုသောတင်ယူသူစိတ်ဓာတ်ကိုထိန်းသိမ်းထားကြပါတယ်သူတို့တွေကမိကုံးတွေကိုလွတ်လပ်စွာမြင်မြင်ကြတယ်လမ်းညွှန်ပြသပေးမဲ့ဆရာတွေကိုတက်ကြွစွာရှာဖွေကြတယ်ဒါအပြင်ဘလောက်ပဲအောင်မြင်မှုတွေရရှိထားပါစေဆက်လက်တင်ယူဖို့အတွက်စာလောင်မုန်းသိမ့်နေကြဆဲဖြစ်ပါတယ်မိတ်ဆွေဟာအရာရာကိုသိရှိပြီးပြီလို့ထင်မှတ်လိုက်တဲ့အချိန်ဟာမိတ်ဆွေရဲ့တိုးတက်မှုရပ်တန့်သွားတဲ့အချိန်ဖြစ်ကြောင်းသူတို့တွေကနားလည်ထားကြပါတယ်အတ္တဆိုတာဟာတင်ယူသူအဖြစ်နေထိုင်ရခြင်းကိုမုန်းတီးပါတယ်အကြောင်းကတော့ကိုမသိသေးတဲ့အရာတစ်ခုရှိတာကိုဝန်ခံရန်လိုအပ်သောကြောင့်ဖြစ်ပါတယ်သို့တော်လည်းပဲဤနှိမ့်ချမှုသည်ပင်လျင်အစမ်းသစ်ဆုံးတင်ယူမှုနဲ့တီထွင်စားတဲ့မှုတွေကိုဖြစ်ပေါ်စေတဲ့အဓိကအချက်ဖြစ်ပါတယ်နယ်ပယ်သစ်တွေမှာအစားပြုသူအဖြစ်ခံယူဖို့လိုလားသူသည်မိမိရဲ့ကျွမ်းကျင်သောပုံရိပ်ကိုသာကာကွယ်နေသူထက်နောက်ဆုံးမှာပုံမများပြတဲ့အရာတွေကိုကျွမ်းကျင်တက်မြောက်သွားမှသာဖြစ်ပါတယ်အတ္တရဲ့အကြီးမားဆုံးရန်သူကတော့အချိန်ပဲဖြစ်ပါတယ်အတ္တဟာရလဒ်တွေကိုချက်ချင်းလိုချင်ပါတယ်မိတ်ဆွေကအဆင့်တွေကိုကြော်လွှားဖို့အခက်အခဲတွေကိုရှောင်လွှဲဖို့နဲ့အခြားသူတွေထက်ပိုပြီးတော့မှမြန်ဆန်စွာအောင်မြင်မှုရရှိဖို့လုံလောက်အောင်ထူးခြားသူဖြစ်တယ်လို့အတ္တကဂရုပေးပါတယ်အဲဒီလိုစိတ်မရှိမှုဟာဖြက်လန်းနည်းတွေသုံးတာခက်ခဲလာတဲ့အခါမှာစီမံကိန်းတွေကိုဆွန့်လွတ်ထားတဲ့လက်ရှိအရာတွေကိုကျွမ်းကျင်အောင်မလုပ်ဆောင်မီမှာအခွင့်အလမ်းတွေစီကိုကူးပြောင်းခြင်းတို့စီကိုဥတည်သွားစေပါတယ်အတိတ်ပဲရှိတဲ့အောင်မြင်မှုအားလုံးဟာ၎င်းတို့ခေါ်ဆိုတဲ့ရေရှည်ပွဲစဉ်ဆိုတဲ့ long game လိုအပ်ကြောင်းကိုစာရေးဆရာ Holiday ကဖော်ထုတ်ပြသထားပါတယ်ကြီးမြတ်တဲ့ဂီတပညာရှင်တွေဟာလက်ရမုံတွေကိုမဖန်တီးမီမှာတန်ဆင်လေ့ကျင့်မှုတွေကိုနှစ်ပေါင်းများစွာလေ့ကျင့်ကြပါတယ်ကြီးမြတ်အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်တွေဟာအောင်မြင်တဲ့ company တွေကိုမတည်ဆောက်ပြီးအချိန်ချင်းကြာရှုံးနေရှိကြပါတယ်ကြီးမြတ်တဲ့ခေါင်းဆောင်တွေဟာအဓိကတာဝန်ယူမှုတွေအတွက်အစဉ်အသက်မဖြစ်မီမှာဆယ်စုနှစ်ပေါင်းများစွာဝန်ဆောင်မှုပေးခြင်းအပြင်သူတို့တွေရဲ့စွမ်းဆောင်ရည်ကိုမြင့်တင်ကြပါတယ်လက်တွေ့ကျကျအသုံးချမှုမှာရလဒ်တွေထက်လှုပ်ဆောင်မှုလုပ်ငန်းစဉ်ကိုလက်ခံယုံကြည်ခြင်းမှာပါဝင်ပါတယ်တိကျရက်စွဲတွေမှာတိကျရလဒ်တွေရရှိဖို့ထက်နေ့စဉ်ပုံမတိုးတက်ကောင်းမွန်လာစေဖို့သာအာရုံစိုက်ပါမှန်မှန်ကြိုးစားအားထုတ်မှုနဲ့တည်ရင်မှုတွေဟာလက်ရှိမှာမိတ်ဆွေစိတ်ကူးလို့မရနိုင်တဲ့နည်းလမ်းတွေနဲ့အချိန်နဲ့အမျှဇာပေါ်တိုးတက်လာမယ်ဆိုတာကိုယုံကြည်ပါအဲဒီလိုသိခံခြင်းဟာငြိမ်ခံနေခြင်းမဟုတ်ပါဘူးတိုးတက်မှုနှေးကွေးနေတယ်လို့ထင်ရတဲ့အခါမှာပင်အလုပ်ကိုဆွလုံးဆောင်ဖို့အတွက်တက်ကြွစွာရွေးချယ်မှုပြုခြင်းဖြစ်ပါတယ်စာရေးဆရာ Holiday ဟာအတ္တကအိုးဆောင်တဲ့စိတ်ပြင်းပြမှုနဲ့ပုံပုံနဲ့ရှိုင်းတဲ့ရည်ရွယ်ချက်တွေအကြားခွဲခြားပြထားပါတယ်စိတ်ပြင်းပြမှုဆိုတာတခါတရံအတ္တဆန်ပြီးစိတ်လှုပ်ရှားမှုအပေါ်ကိုအခြေခံလေးရှိပါတယ်အဲ့ဒီအရာဟာအကြောင်းအရာတစ်ခုကမိတ်ဆွေကိုဘယ်လိုမျိုးခံစားရစေတယ်ဒါမှမဟုတ်ကိုယ့်ရဲ့ပုံရိပ်ကိုဘယ်လိုမျိုးအထောက်အကူပြုရဲဆိုတဲ့အချက်ပေါ်မှာသာမူတည်ပါတယ်ရည်ရွယ်ချက်ဆိုတာကကိုယ့်ထက်ပုံမကြီးမားတဲ့အရာတစ်ခုအတွက်ဝန်ဆောင်မှုပေးတာနဲ့တခြားသူတွေအတွက်စစ်မှန်တဲ့တန်ဖိုးတွေကိုဖန်တီးပေးခြင်းသာဖြစ်ပါတယ်အတ္တကဥဆောင်တဲ့စိတ်ပြင်းပြမှုဆိုတာကပြင်းထန်စွာနဲ့မြန်ဆန်စွာတောက်လောင်တော်လည်းပဲအဟံသားတွေနဲ့ကြုံရတဲ့အခါမှာငြိမ့်သက်သွားလိမ့်ရှိပါတယ်ရည်ရွယ်ချက်ဟာမိတ်ဆွေရဲ့စိတ်ခံစားချက်အခြေအနေများဒါမှမဟုတ်ချက်ချင်းရရှိတဲ့ကျဉ်းနှံမှုတွေအပေါ်မှာမူတည်တဲ့အတွက်ရေရှည်တည်တံ့တဲ့တွန်းအားကိုပေးစွမ်းပါတယ်စိတ်ပြင်းပြမှုရောပါသွားတဲ့အခါမှာရည်ရွယ်ချက်ကမိတ်ဆွေကိုဆက်လက်လှုပ်ဆောင်စေပါတယ်စိတ်ပြင်းပြမှုကနေရည်ရွယ်ချက်ကိုကူးပြောင်းခြင်းဟာငါဘာရနိုင်မလဲဆိုတာကနေငါဘာလုပ်ပေးနိုင်မလဲဆိုတဲ့ဘက်ကိုပြောင်းလဲခြင်းပါဝင်ခြင်းရှိပါတယ်ဒါဟာမိတ်ဆွေရဲ့ပန်းနိုင်တွေကိုစွန့်လွတ်ရမယ်လို့ဆိုလိုခြင်းမဟုတ်ပါဘူးအတ္တကျဉ်းနှံမှုသက်သက်ထက်အတိတ်ပဲရှိတဲ့အရာတစ်ခုအတွက်ဝန်ဆောင်မှုအဖြစ်အဲ့ဒီပန်းနိုင်တွေကိုလိုက်လံအကောင့်ထဲပေါ်ခြင်းကိုဆိုလိုတာဖြစ်ပါတယ်အခန်းနှစ်အောင်မြင်ခြင်းအောင်မြင်နေစဉ်အတွင်းမှာအတ္တရဲ့အခန်းကဏ္ဍဖြစ်ပါတယ်စာရေးဆရာ Holiday ကအောင်မြင်မှုဟာကြာရှုံးမှုထက်ဇဲလက္ခဏာတွေအတွက်ပုံမပြီးအန္တရာယ်များသည့်ရှိကြောင်းကိုဖော်ထုတ်ပြသထားပါတယ်အရာရာအဆင်ပြေနေတဲ့အခါမှာအတ္တဟာမိတ်ဆွေဟာမွေးရပါထူးချွန်သူဖြစ်တယ်မိတ်ဆွေရဲ့အောင်မြင်မှုကမိတ်ဆွေကိုယ်တိုင်ရဲ့ထူးခြားမှုကိုသက်သေပြနေတယ်ဒါအပြင်ကံကောင်းမှုတွေများစွာတခြားသူတွေရဲ့အကူအညီနဲ့တာယာတဲ့အခြေအနေတွေပါဝင်ခဲ့တဲ့အောင်မြင်မှုတွေအတွက်မိတ်ဆွေတူဦးတည်းသာအတိမတ်ပြုမှုရထိုက်တယ်လို့တိုးတိုးလေးရရွနေလေးရှိပါတယ်ကိုပုံမချင်းမြပြောဆိုမှုတွေကိုယုံကြည်မိခြင်းရဲ့အထောက်အကူမပြုတဲ့ထောင်ချောက်ဖြစ်ပါတယ်အောင်မြင်မှုဆိုတာကအတ္တကိုအန္တရာယ်ရှိတဲ့နည်းလမ်းတွေနဲ့ကြီးထွားစေပါတယ်မီဒီယာတွေရဲ့အာရုံစိုက်မှုအများပြည်သူရဲ့အတိမတ်ပြုမှုနဲ့ဗန္ဒာရေးဆိုင်ရာဆုလက်တွေဟာမပြည့်စည်နိုင်ဘူးဆိုတဲ့မွေးရစေတဲ့ခံစားချက်ကိုဖန်တီးပေးနိုင်ပါတယ်အောင်မြင်သူအများပြားဟာကိုယ်တိုင်ရဲ့အောင်မြင်မှုတွေကြောင့်ကိုယ်တိုင်မကျွမ်းကျင်တဲ့နယ်ပယ်တွေမှာပါကျွမ်းကျင်သူတွေဖြစ်တယ်လို့စတင်ယုံကြည်လာကြပုံကိုစာရေးဆရာ Holiday ကထောက်ပြထားပါတယ်စာရေးသူဟာမိမိကိုယ်တိုင်နားမလည်နိုင်တဲ့နယ်ပယ်တွေကိုတိုးချဲ့ခြင်းအပြင်ကိုယ်တိုင်ရဲ့ company တွေကိုဖျက်ဆီးခဲ့ကြတဲ့အောင်မြင်တဲ့စီးပွားရေးခေါင်းဆောင်တွေအတ္တကဥဆောင်တဲ့ဆုံးဖြတ်ချက်အမှားတွေကြောင့်ကိုယ့်ရဲ့လုပ်ငန်းခွင်ကိုပျက်စီးစေခဲ့တဲ့ထင်ရှားကြွကြားသူတွေနဲ့မိမိတို့ရဲ့မွေးရပါပါရမီကပင်လုံလောက်သည်လို့ယုံကြည်ပြီးတော့မှ
အလေးနဲ့လေ့ကျင့်မှုတွေကိုရပ်တန့်ခဲ့ကြတဲ့အားစားသမားတွေရဲ့ဥပမာတွေကိုအသုံးပြုထားပါတယ်။ကုစားနီးကတော့အောင်မြင်မှုရဲ့ထိပ်ဆုံးကိုရောက်နေတဲ့အချိန်မှာပင်စာရေးဆရာဟော်လီဒေးခေါ်ဆိုတဲ့တင်ယူသူစိတ်ဓာတ်ကိုထိန်းသိမ်းထားခြင်းသာဖြစ်ပါတယ်။ရေရှည်တည်တံ့စွာအောင်မြင်နိုင်သူအများစုဟာဆက်လက်တင်ယူကြပါတယ်။ဝေဖန်အကြံပြုချက်တွေကိုရယူကြပါတယ်။အဲ့ဒါအပြင်မိမိတို့ရဲ့အောင်မြင်မှုတွေဟာကံကောင်းမှုနဲ့အခြားသူတွေရဲ့အကူအညီပါဝင်မှုကိုဝန်ခံကြပါတယ်။အောင်မြင်မှုဆိုတာကရရှိလာတဲ့ကဲ့သို့ပျောက်ကွယ်သွားနိုင်ကြောင်း၎င်းတို့ကသိရှိကြပါတယ်။အောင်မြင်မှုဆိုတာကမိမိကိုယ်တိုင်ရဲ့ဇဲလက္ခဏာကိုမပြည့်စည်စေဘဲဘယ်လိုကင်တွယ်ရမယ်ဆိုတာကိုစာရေးဆရာဟော်လီဒေးကစူးစမ်းလေ့လာထားပါတယ်။အဓိကတော့ချက်ကတော့ပြင်ပအောင်မြင်မှုတွေကလူတစ်ယောက်အနေနဲ့မိတ်ဆွေရဲ့မူလတန်ဖိုးကိုပြောင်းလဲမသွားစေကြောင်းသတိရခြင်းပဲဖြစ်ပါတယ်။အောင်မြင်မှုမရခင်ကတည်းကမိတ်ဆွေကိုယ်တိုင်ကတန်ဖိုးရှိခဲ့ပြီးဖြစ်ပြီးတော့ပြင်ပအသိမှတ်ပြုမှုတွေကြောင့်မိတ်ဆွေရဲ့တန်ဖိုးကတိုးတက်မသွားပါဘူး။ကိုယ်တိုင်ရဲ့ဇဲလက္ခဏာကိုထိန်းသိမ်းနိုင်တဲ့အောင်မြင်သူတွေဟာစုလက်တွေထဲလှုပ်ဆောင်ရမယ့်အလုပ်ပေါ်မှာသာအာရုံစိုက်ကြပါတယ်။သူတို့တွေဟာအောင်မြင်မှုရဲ့အကျိုးကျေးဇူးတွေကြောင့်အာရုံမပြတ်လွယ်ပဲကိုအောင်မြင်စေခဲ့တဲ့အရာတွေကိုဆက်လက်ပြီးတော့လှုပ်ဆောင်ကြပါတယ်။အောင်မြင်မှုကိုမိမိကိုယ်တိုင်အတွက်တင်မကဘဲတခြားသူတွေကိုကူညီပံ့ပိုးဖို့ platform တစ်ခုအဖြစ်အသုံးပြုကြပါတယ်။မိတ်ဆွေရဲ့တိုးတက်မှုခရီးစဉ်အတွင်းမှာမိတ်ဆွေကိုထောက်ပံ့ပေးခဲ့တဲ့လှုပ်ဆောင်မှုတွေပေါင်းသင်းဆက်ဆံရေးတွေနဲ့တန်ဖိုးထားမှုတွေကိုဆက်လက်ထိန်းသိမ်းဖို့အတွက်အရေးကြီးကြောင်းစာရေးသူကအလေးပေးပြောဆိုထားပါတယ်။အောင်မြင်မှုတစ်ခုဟာလူတွေကိုမူလကတည်းကအောင်မြင်အောင်ဖန်တီးပေးခဲ့တဲ့အပြုအမူတွေကိုပင်ဆွန့်လွတ်လိုက်ဖို့အတွက်သွေးဆောင်တတ်လေ့ရှိပါတယ်။စာရေးဆရာဟော်လီဒေးရဲ့အားအကောင်းဆုံးအယူဆတစ်ခုကတော့နှိမ့်ချခြင်းဆိုတာကမိမိကိုယ်ကိုနှိမ့်ချပြခြင်းဟန်ဆောင်အားနာပြခြင်းမဟုတ်ပါဘူး။စစ်မှန်တဲ့နှိမ့်ချမှုဆိုတာကတိကျတဲ့မိမိကိုယ်ကိုစမ်းစစ်စစ်ဆေးမှုသာဖြစ်ပါတယ်။မိမိကိုယ်တိုင်ရဲ့အားသာချက်တွေကိုပုံမချိမြောက်ခြင်းမရှိဘဲသိရှိခြင်းနဲ့မိမိရဲ့အားနည်းချက်တွေကိုဖုံးကွယ်မထားဘဲဝန်ခံခြင်းသာဖြစ်ပါတယ်။နှိမ့်ချတတ်သောအောင်မြင်သူတွေဟာမိမိတို့ရဲ့အဖွဲ့သားတွေကိုအသိမှတ်ပြုကြပါတယ်။တာယာတဲ့အခြေအနေတွေကိုလက်ခံကြတယ်။အဲ့ဒါအပြင်ကိုတင်ယူဖို့ဘယ်လောက်ကြံသေးတယ်ဆိုတာကိုသတိရကြပါတယ်။အဲ့ဒီနှိမ့်ချမှုဟာ၎င်းတို့ရဲ့အောင်မြင်မှုတွေကိုလျော့ပါမသွားစေပါဘူး။အမှန်တကယ်မှာတော့၎င်းတို့ဟာလက်တွေ့ဘဝနဲ့ကင်းကွာမသွားတာကြောင့်သူတို့ရဲ့အောင်မြင်မှုကိုပုံမပြီးရေရှည်တည်တံ့စေပါတယ်။အတ္တဟာရှားရှုံးမှုတွေအတွက်ပြင်ပအကြောင်းတရားများကိုအပြည့်ပုံချပြီးတော့အောင်မြင်မှုအတွက်ဆိုရင်တော့အပြည့်အဝအတိမတ်ပြုမှုရယူခြင်းရပါတယ်။အဲ့လိုပုံပြနေတဲ့တွေးခေါ်မှုဟာတင်ယူမှုကိုတားဆီးပြီးတော့နောက်မှာရှားရှုံးမှုတွေဖြစ်ဖို့အတွက်လမ်းခင်းပေးပါတယ်။နှိမ့်ချသောအောင်မြင်သူတွေဆိုတာကစန့်ကျင်ဘက်ကိုပြုလုပ်ကြပါတယ်။အောင်မြင်မှုမှာမိမိတို့ထိန်းချုပ်လို့မရတဲ့အချက်တွေပါဝင်လေ့ရှိကြောင်းကိုအတိမတ်ပြုရင်းနဲ့ရှားရှုံးမှုတွေအတွက်မိမိတို့ကိုယ်တိုင်တာဝန်ယူကြပါတယ်။အောင်မြင်မှုဟာဇယိုက်လက္ခဏာနဲ့နောက်မှာရရှိမဲ့အောင်မြင်မှုတွေကိုဖျက်ဆီးတတ်တဲ့ရထိုက်တယ်လို့ထင်မှတ်တဲ့စိတ်ကိုမွေးဖွားပေးနိုင်ပါတယ်။အောင်မြင်မှုကိုအစင်မပြတ်စူးစမ်းအထောက်ရယူခြင်းထက်မိမိနဲ့ထိုက်တန်ပြီးသားဖြစ်တယ်လို့အတ္တကမိတ်ဆွေကိုယုံကြည်အောင်လို့သိသွင်းလိုက်တဲ့အခါမှာမူလကအောင်မြင်မှုကိုဖန်တီးပေးခဲ့တဲ့အလုပ်တွေကိုတော့မိတ်ဆွေကဆက်လက်မလုပ်ဆောင်တော့ပါဘူး။အခွင့်အရေးရထိုက်တယ်လို့ထင်မှတ်တဲ့စိတ်ဟာလူတွေကိုတန်မာစေမဲ့အစားထိခိုက်လွယ်စေကြောင်းစာရေးဆရာဟော်လီဒေးကဖော်ထုတ်ပြထားပါတယ်။မိတ်ဆွေဟာတိကျဆက်ဆံခံရမှုဒါမှမဟုတ်ရလဒ်တွေနဲ့ထိုက်တန်တယ်လို့ယုံကြည်ထားတဲ့အခါမှာဘဝရဲ့သဘာဝအတိုင်းတက်လိုက်ကြားလိုက်ဖြစ်စဉ်တစ်ခုအဖြစ်ဘောမထားနိုင်တော့ပဲစိတ်ပြက်စရာတိုင်းဟာမိမိကိုယ်ကိုတိုက်ခိုက်ခြင်းဖြစ်တယ်လို့ထင်မြင်လာပါတယ်။ရထိုက်တယ်လို့ထင်မှတ်တဲ့စိတ်ကိုကူစားနိုင်တဲ့အရာကတော့ကျေးဇူးတည်တဲ့ခြင်းနဲ့ဆက်လက်ဝန်ဆောင်မှုပေးခြင်းတို့ပဲဖြစ်ပါတယ်။မိမိတို့ရဲ့ဇယလက္ခဏာကိုထိန်းသိမ်းနိုင်တဲ့အောင်မြင်သူတွေဟာမိမိတို့ရဲ့အောင်မြင်မှုများဟာပုံမထောင်းဆိုနိုင်တဲ့အခွင့်အရေးတွေကိုဖန်တီးပေးခြင်းမဟုတ်ဘဲပုံမပါဝင်ကူညီနိုင်တဲ့အခွင့်အလမ်းတွေကိုဖန်တီးပေးခြင်းဖြစ်ကြောင်းကိုသတိရကြပါတယ်။သူတို့တွေဟာမိမိကိုယ်တိုင်မြောက်တင်ဖို့မဟုတ်ဘဲတခြားသူတွေကိုမြင့်တင်ပေးဖို့အတွက်မိမိတို့ရဲ့ယာရုနေရာကိုအသုံးပြုကြပါတယ်။အခန်း3ကြာရှုံးခြင်းဆုံးရှုံးမှုမှာအတ္တရဲ့ပြုမှုပုံဖြစ်ပါတယ်။ကြာရှုံးမှုအပေါ်မှာအတ္တရဲ့တုံ့ပြန်ပုံကိုစာရေးဆရာဟော်လီဒေးကဒုက္ခယူပြုပြီးတော့ဖော်ပြပေးထားပါတယ်။အကြောင်းကတော့ဒီအချိန်ဟာဖြစ်စည်းလိုသောအင်အားပုံမတိတာလာတဲ့အချိန်ဖြစ်သောကြောင့်သာဖြစ်ပါတယ်။အတ္တဟာကြာရှုံးမှုကိုပုံမှန်ဒါမှမဟုတ်တန်ဖိုးရှိသောအရာအဖြစ်လက်မခံနိုင်ပါဘူး။ဒါကြောင့်တည်ရင်မှုနဲ့တိုးတက်မှုကိုတားဆီးတဲ့ရှုပ်ထွေးတဲ့ကာကွယ်ရေးတိုင်းတွေကိုဖန်တီးပေးပါတယ်။ဆွေးနွေးမှုတွေအပေါ်မှာအတ္တရဲ့တုံ့ပြန်ပုံကတော့ကြာရှုံးမှုဖြစ်ပေါ်တဲ့အခါမှာအတ္တဟာကာကွယ်ရေးစနစ်ထဲကိုချက်ချင်းဝင်ရောက်သွားပါတယ်။အတ္တဆိုတဲ့အရာကပြင်ပအကြောင်းတရားတွေတခြားသူတွေကန်ဆိုးမှုဒါမှမဟုတ်မတရားပြုခံရမှုတွေကိုအပြစ်ပုံချပါတယ်။မိမိကိုယ်ပိုင်တာဝန်ယူမှုကိုရှော့ချပြီးကြာရှုံးမှုဟာအမှန်တကယ်မဟုတ်ခဲ့ပါဘူး။ဒါမှမဟုတ်အကြောင်းတစ်ခုခုကြောင့်ရေတွက်ရမရပါဘူးဆိုတဲ့လောက်ကျန်ဖန်တီးမှုကိုထည့်သွင်းထားပါတယ်။အဲ့လိုမျိုးအတ္တရဲ့ကာကွယ်မှုဟာကြာရှုံးမှုကပေးရလို့တဲ့သင်ခန်းစာတွေကိုတားဆီးလိုက်ပါတယ်။ကြာရှုံးမှုတိုင်းမှာဘယ်အရာကအလုံးမဖြစ်ခဲ့တာလဲဘယ်နေရာမှာပြင်ဆင်မှုမလုံလောက်ခဲ့တယ်လဲဒါမှမဟုတ်ရင်ဘယ်လိုယူဆချက်တွေကမှားယွင်းခဲ့တယ်လဲဆိုတာကိုဒီစတဲ့တန်ဖိုးရှိတဲ့အချက်တွေပါဝင်ပါတယ်။အတ္တကအဲ့လိုတည်ယူမှုကိုပိတ်ပင်လိုက်တဲ့အခါမှာနောက်မှာအလားတူကြာရှုံးမှုတွေကိုထပ်မံပြုလုပ်မိနိုင်ခြေကပိုပြီးများလာပါတယ်။အောင်မြင်ဆုံးပုဂ္ဂိုလ်တွေကကြာရှုံးမှုကိုဆုံးဖြတ်ချက်တစ်ခုအဖြစ်မဟုတ်ဘဲဝေဖန်အကြံပြုချက်အဖြစ်သဘောထားကြကြောင်းကို
စာရေးဆရာဟော်လီဒေးကဖော်ပြထားပါတယ်သူတို့တွေဟာဒါအတွက်ဘသူ့ကိုအပြစ်တင်ရမလဲလို့မမေးပဲဒါတွေကနေငါဘာတင်ယူနိုင်မလဲလို့မေးကြပါတယ်သူတို့တွေဟာဆွေးရုံမှုတွေကိုစ조사မှုကိုဘလို့ဆုံးလို့ရမယ်ဆိုပြသတဲ့သက်သေအဖြစ်မဟုတ်ဘဲနဲ့ကိုယ်တိုင်ရဲ့ချင်းကပ်ပုံကိုတိုးတက်အောင်ပြုလုပ်ဖို့အတွက်အခွင့်အလမ်းတွေအဖြစ်နဲ့အသုံးပြုကြပါတယ်ကြာရှုံးမှုဆိုတာဟာလက်တွေ့ထက်စာရင်အယူအဆဆိုင်ရာရှုမြင်မှုသာဖြစ်လေရှိကြောင်းကိုစာရေးသူကဖော်ထုတ်ထားပါတယ်ကြာရှုံးမှုအများပြားမှာအနာဂတ်အောင်မြင်မှုရဲ့အစိတ်အစံတွေတန်ဖိုးရှိတဲ့သင်ခန်းစာတွေမမျှော်လင့်ထားတဲ့အခွင့်အလမ်းတွေပါဝင်နေပါတယ်သို့တော်လည်းပဲကြာရှုံးမှုအပေါ်မှာအတ္တရဲ့စိတ်လှုပ်ရှားမှုဆိုင်ရာတုံ့ပြန်မှုကအဲ့လိုမျိုးကွဲခွဲနေတဲ့အကျိုးကျေးဇူးတွေကိုမမြင်နိုင်အောင်လို့ဖုံးကွယ်ထားတတ်ပါတယ်ဟော်ရီဒေးကတော့ကြာရှုံးမှုကိုစိတ်လက်မှန်ပါမဟုတ်ဘဲအရှိကိုအရှိတိုင်းခါးသိမှုမပါဘဲစစ်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 တဲ့ storyism အလေးချင်းကိုမိတ်ဆက်ပေးထားပါတယ်ဒါကတော့ဒီအခြေအနေရဲ့ဘယ်ချက်တွေကငါရဲ့ထိန်းချုပ်မှုအောက်မှာအမှန်တကယ်ရှိနေတယ်လဲဒီအခြေအနေမှာရှိနေတဲ့တခြားသူတယောက်ကိုငါဘယ်လိုမျိုးအကြံပေးလို့ရမလဲဒီဆုပ်ယုပ်မှုကငါမမြင်သေးတဲ့ဘယ်အခွင့်အလမ်းတွေကိုဖန်တီးပေးနေတယ်လဲဆိုတဲ့မေးခွန်းတွေကိုမေးမြန်းခြင်းတွေပါဝင်ပါတယ်အဲ့လိုမျိုးအရှိကိုအရှိတိုင်းတုတ်သက်ခြင်းဟာကြာရှုံးမှုကယူဆောင်လာတဲ့အမှန်တကယ်စင်ကုန်မှုတွေကိုရှောက်တဲ့ခြင်းမဟုတ်ဘဲဖြစ်ခဲ့ပြီးသားဖြစ်ရတွေအပေါ်မှာအတ္တရဲ့ပုံကြီးချက်ကောက်ချက်ချမှုတွေကနေလာတဲ့အပိုဆောင်ခံစားရမှုတွေကိုတားဆီးပေးပါတယ်တခါတရံမှာမဟာကြာရှုံးမှုကြီးလို့ခံစားရတဲ့အရာဟာမိတ်ဆွေရဲ့အမှန်တကယ်ပါရမီနဲ့စိတ်ပါဝင်စားမှုတွေနဲ့ပုံပေါ်ကိုက်ညီတဲ့အရာတစ်ခုစီကိုလမ်းကြောင်းမှန်ပြင်ဆင်ပေးခြင်းတသက်မျှတာဖြစ်ပါတယ်စစ်မှန်တဲ့ဇွဲသီးခံမှုဟာမိတ်ဆွေဟာကြာရှုံးဖို့လုံးဝမဖြစ်နိုင်တော့အောင်ထူးခြားသူဖြစ်တယ်ဆိုတဲ့အတ္တရဲ့ဂရီကိုကနေလာခြင်းမဟုတ်ဘဲဖြစ်ပြလာတဲ့မြဘဲအရာကိုမဆိုမိတ်ဆွေကိုင်းတွယ်ဖြေရှင်းနိုင်တယ်ဆိုတဲ့ယုံကြည်ချက်ကနေလာတာဖြစ်ပါတယ်အဲ့ဒီယုံကြည်ချက်ဟာရခိုင်စိန်ခေါ်မှုတွေကိုအောင်မြင်စွာကျော်ဖြတ်ခဲ့ခြင်းဖိအားတွေအောက်မှာမိတ်ဆွေရဲ့တန်ဖိုးတွေကိုထိန်းသိမ်းခြင်းနဲ့မိတ်ဆွေရဲ့တန်ဖိုးဟာဘယ်လိုမျိုးရလဒ်တစ်ခုတည်းအပေါ်မှာမှမူတည်ဆုံးဖြတ်ခြင်းမဟုတ်ကြောင်းကိုသိရှိခြင်းတို့ဖြင့်တိကျထားခြင်းသာဖြစ်ပါတယ်အတ္တဆိုတာကပြင်ပရဲ့အသိမှတ်ပြုမှုနဲ့စက်တိုက်အောင်မြင်မှုတွေအပေါ်မှာမှီခိုနေရတဲ့အတွက်လူတွေကိုထိခိုက်စေလေကြောင်းဟော်လီဒေးကရှင်းပြထားပါတယ်အဲဒီထောက်ခံမှုတွေပျောက်ကွယ်သွားတဲ့အခါမှာအတ္တကဥဆောင်တဲ့သူဟာပြိုလဲသွားတော့ပါတယ်ဒါပေမဲ့အတ္တနဲ့မသက်ဆိုင်ပဲဇယိုက်လက္ခဏာကိုတိစောက်ထားတဲ့သူတွေကဘလို့ဆွေးရမှုနဲ့မဆိုကြုံတွေ့မရစေမိမိတို့ရဲ့မူလအင်အားကိုမဆုံးရှုံးပဲရင်ဆိုင်နိုင်ပါတယ်လက်တွေ့ကျကျအသုံးချမှုမှာစာရေးဆရာဟော်လီဒေးခေါ်ဆိုတဲ့အတွင်းပိုင်းဇွဲသီးခံမှုကိုတိစောက်ခြင်းပါဝင်ပါတယ်ဒါကမိတ်ဆွေဘလောက်ပဲလဲပြိုခဲ့ပါစေကြာရှုံးမှုကိုကင်တွယ်နိုင်တယ်အဲ့ရနေသင်ခန်းစာယူနိုင်တယ်ဒါအပြင်ဆက်လက်ပြီးတော့ရှေ့ဆက်နိုင်တယ်ဆိုတဲ့အသိပညာဖြစ်ပါတယ်ဒီဥစ္စာကခက်ထန်မှာစောခြင်းမဟုတ်ဘဲနဲ့စိတ်ခံစားမှုမရှိခြင်းနဲ့လည်းမဟုတ်ပါဘူးစစ်မှန်စွာတန်မာခြင်းသာဖြစ်ပါတယ်အခက်အခဲဒုက္ခတွေကြားထဲကအခွင့်အလမ်းဖြစ်ပါတယ်ဟော်လီဒေးရဲ့အားကောင်းဆုံးယူဆတစ်ခုကတော့ကြာရှုံးမှုနဲ့အခက်အခဲဒုက္ခတွေဟာတရတတာရှိတဲ့အောင်မြင်မှုကမပေးနိုင်တဲ့တိုးတက်မှုတွေအမှန်တကယ်လိုအပ်တဲ့အတွေ့အကြုံတွေကိုပေးရလက်ရှိခြင်းဖြစ်ပါတယ်ကြာရှုံးမှုဆိုတာကတရတတာရှိတဲ့အောင်မြင်မှုကဘယ်အခါမှတိစောက်မပေးနိုင်တဲ့နှိမ်ချမှုတွေဇွဲလုံးလားနဲ့တီးခံမှုတွေစာနာနားလည်မှုနဲ့ပြဿနာဖြေရှင်းနိုင်တဲ့စွမ်းရည်တွေကိုသင်ကြားပေးပါတယ်။တမိုင်းမှာအကြီးမားဆုံးအောင်မြင်မှုတွေများစွာဟာကြာရှုံးမှုနဲ့ရုန်းကန်ရမှုကာလတွေကနေထွက်ပေါ်လာခဲ့ခြင်းဖြစ်ပါတယ်။လူတွေဟာမိမိတို့ရဲ့မူလအစီအစဉ်တွေကိုပျက်စီးသွားပြီးတဲ့နောက်မှသာဖုံးကွယ်နေတဲ့အင်အားတွေကိုတွေ့ရှိခဲ့ကြပါတယ်။မိမိတို့ရဲ့စစ်မှန်တဲ့ဝါသနာပါရာကိုရှာဖွေတွေ့ရှိခဲ့ကြပါတယ်။အတ္တဆိုတာကမိမိရဲ့ပုံရိပ်ကိုကာကွယ်ဖို့အတွက်သာအာရုံစိုက်နေတဲ့အတွက်အဲ့လိုဖြစ်နိုင်ခြေတွေကိုမမြင်နိုင်ပါဘူး။ကြောင်းလဲမှုတွေမှာကြာရှုံးမှုကိုဆန့်ကျင်ခြင်းထက်၎င်းနဲ့အတူပူးပေါင်းလှုပ်ဆောင်ဖို့အတွက်သင်ယူခြင်းပါဝင်ပါတယ်။ဆုပ်ယုပ်မှုတွေကိုလက်လျှော့တင်နေဆိုတဲ့သက်သေအဖြစ်ရှုမြင်မဲ့အစားမိတ်ဆွေရဲ့ချင်းကပ်ပုံကိုဘယ်လိုမျိုးတိုးတက်အောင်ပြုလုပ်ရမလဲဆိုတဲ့အချက်လက်တွေအဖြစ်ရှုမြင်ပါ။ကြာရှုံးမှုကိုမိမိကိုယ်တိုင်ပုဂ္ဂိုလ်ရေးအရခံစားမဲ့အစားအတိပ္ပယ်ရှိတဲ့ဘလို့ခီးစဉ်မှာမဆိုမပါမဖြစ်ပါဝင်တဲ့အရေးကြီးတဲ့အခန်းတစ်ခန်းအဖြစ်သဘောထားပါ။ဟော်လီဒေးဟာဘဝရဲ့အစဉ်တိုင်းနဲ့အောင်မြင်မှုတစ်လျှောက်လုံးမှာအတ္တကိုထိန်းချုပ်ထားဖို့အတွက်ခိုင်မာတဲ့မဟာဗျူဟာတွေကိုပေးရခြင်းဖြင့်နေကုန်းချုပ်ထားပါတယ်။ဒါတွေကတော့ဒါသနာဆိုင်ရာသဘောတရားတွေသက်သက်မဟုတ်ပါဘူး။စိန်ခေါ်မှုတွေနဲ့အခွင့်အလမ်းတွေအပေါ်မှာမိတ်ဆွေရဲ့ကြည်မြင်ပုံကိုပြောင်းလဲပေးနိုင်တဲ့နေ့စဉ်အလေးချိန်တွေသာဖြစ်ကြပါတယ်။စာရေးဆရာဟာအတ္တကပြဿနာတွေမဖန်တီးမီမှာအဲ့ဒီအရာကိုဖန်ဆုပ်နိုင်ဖို့အတွက်ပုံမှန်မိမိကိုယ်ကိုပြန်လည်ဆန်းစစ်ဖို့အကြံပြုထားပါတယ်။ဒါကတော့မိတ်ဆွေရဲ့တွန်းအားတွေကိုရိုးသားစွာသုံးသပ်ခြင်းမိမိကိုယ်ကိုလှည့်ပြားနေနိုင်တဲ့နယ်ပယ်တွေကိုဝန်ခံခြင်းနဲ့ပြင်ပအခြေအနေတွေကမိတို့ပင်ရှိစေကမူမိတ်ဆွေရဲ့တမူလတန်ဖိုးတွေနဲ့ဆက်နွယ်နေခြင်းတွေပါဝင်ပါတယ်။ရိုးရှင်းတဲ့မိခွန်းတွေဟာအတ္တကိုစစ်စစ်ပေးနိုင်ပါတယ်။ငါကဒီအကြောင်းအရာကိုမှန်ကန်တဲ့အကြောင်းပြချက်တွေနဲ့လုပ်နေခြင်းလား။ငါရဲ့ရလဒ်တွေအတွက်အပြည့်အဝတာဝန်ယူနေသလား။ငါကယုံကြည်မှုရှိနေတဲ့အချိန်မှာပဲနှိမ့်ချစွာနေထိုင်နေပါသလား။ငါဟာဝေဖန်ချက်မြစ်ချက်တွေကိုနားထောင်နေပါသလား။ငါရဲ့ရည်တည်ချက်ကိုသာကာကွယ်နေသလား။စာရေးဆရာဟော်လီဒေးကတော့အတ္တကိုခုခံနိုင်တဲ့အကောင်းဆုံးကာကွယ်ရေးမှာအတိပ္ပယ်ရှိတဲ့အလုပ်မှာစိတ်နှိမ့်မြုပ်ထားခြင်းကြောင့်ဖြစ်ကြောင်းကိုအလေးပေးပြောဆိုထားပါတယ်။မိတ်ဆွေဟာတန်ဖိုးတွေဖန်တီးခြင်းပြဿနာတွေကိုဖြေရှင်းခြင်းနဲ့အခြားသူတွေကိုကူညီပေးခြင်းတို့မှာအာရုံစိုက်တဲ့အခါမှာအတ္တရဲ့မိမိကိုယ်ကိုဗဟိုပြုတဲ့ပူပန်မှုတွေအတွက်စိတ်ထဲမှာနေရာလွတ်မရှိတော့ပါဘူး။ပြည့်စုံနေတဲ့ပုံကိုယ်တွေဟာပြင်ပအတိမတ်ပြုမှုတွေကိုမငယ်ပဲ
မိမိကိုယ်တိုင်မျက်နှာတဲ့အလုပ်တွေကိုရှာဖွေတွေ့ရှိပြီးတော့စနစ်တကျနဲ့လိုက်တိုင်လှုပ်ဆောင်သူတွေဖြစ်ကြပါတယ်။သူတို့တွေဟာအောင်မြင်မှုကိုပြင်ပဆုလက်တွေဒါမှမဟုတ်အစံတန်းတွေတက်တက်ပြန်မဟုတ်ဘဲနဲ့မိမိတို့ရဲ့စ조사အားထုတ်မှုရဲ့အရေးအသွေးနဲ့ဖန်တီးလိုက်သောတန်ဖိုးတို့ဖြင့်တိုင်းနိုင်ကြပါတယ်။ပုံရိပ်ထက်ဇယလက္ခဏာကိုတိစောက်ကြပါတယ်။စာအုပ်ရဲ့အဆုံးစွန်သောသင်ခန်းစာမှာတော့ပုံရိပ်ကိုစီမံခန့်ခွဲခြင်းထက်ဇယလက္ခဏာဖွံ့ဖြိုးတိုးတက်မှုကိုရွေးချယ်ခြင်းသာဖြစ်ပါတယ်။အတ္တဆိုတာကတခြားသူတွေရဲ့ရှေ့မှာမိတ်ဆွေကိုဘလို့မြင်လဲဆိုတဲ့အချက်ပေါ်မှာသာဆွဲလန်းနေပါတယ်။ဇယလက္ခဏာဆိုတာကဘသူမှကြည့်နေတဲ့အခါမှာမိတ်ဆွေကအမှန်တကယ်ဘသူဖြစ်တယ်လဲဆိုတဲ့အချက်ကိုအလေးဂရုပြုပါတယ်။ဇယလက္ခဏာကိုတိစောက်တဲ့နေရာမှာခက်ခဲတဲ့ရွေးချယ်မှုတွေကိုပြုလုပ်ထားစိတ်မသက်သာဖွယ်အမှန်တရားတွေကိုပြောဆိုတာနဲ့အမှားတွေအတွက်တာဝန်ယူခြင်းနဲ့လွယ်ကူတာဒါမှမဟုတ်လူကြိုက်များတဲ့အရာတွေထက်မှန်ကန်တဲ့အရာတွေကိုမဆုံးမနစ်ပြုလုပ်ခြင်းတို့ပါဝင်ပါတယ်။ဒါဟာဘယ်လိုမျိုးပြင်ပအခြေအနေကမှလူယူသွားလို့မရတဲ့စစ်မှန်တဲ့အင်အားကိုတိစောက်ပေးပါတယ်။စစ်မှန်တဲ့ဇယလက္ခဏာရှိသူတွေဟာမိမိတို့မဟုတ်တာကိုဟန်ဆောင်မထားတဲ့အတွက်အတ္တရဲ့ကာကွယ်မှုကိုမလိုအပ်ကြောင်းဟော်လီဒေးကဖော်ထုတ်ပြသထားပါတယ်။ဒီအရာတွေဟာအမှားတွေကိုဝန်ခံနိုင်ကြပါတယ်။ဝေဖန်မှုတွေကိုလက်ခံနိုင်ကြပါတယ်။ဒါ့အပြင်ချရှုံးမှုကိုရင်ဆိုင်နိုင်ကြပါတယ်။အကြောင်းကတော့သူတို့တွေဟာမိမိကိုယ်ကိုတန်ဖိုးထားမှုဟာသူတို့ရဲ့ပုံရိပ်ဒါမှမဟုတ်အောင်မြင်မှုတွေအပေါ်မှာမဟုတ်ဘဲသူတို့ရဲ့တန်ဖိုးထားမှုတွေနဲ့စ조사အထောက်မှုတွေအပေါ်မှာသာအခြေခံထားသောကြောင့်ဖြစ်ပါတယ်။ Ego is the enemy ကိုစူးစမ်းလေ့လာမှုနေကုန်းချုပ်တဲ့အခါမှာကျွန်တော်တို့ရဲ့အတွင်းမှာရှိတဲ့ ED အင်အားကိုရိုးသားစွာစီးဆင်းဖို့လိုအပ်တဲ့အတ္တကိုအသိမဲ့ပြုဖို့လိုပါတယ်။အတ္တဆိုတာကကျွန်တော်တို့ရှောင်လွှဲလို့ရတဲ့ပြင်ပရန်သူမဟုတ်ကြောင်းကိုလည်းပဲစာရေးဆရာ Robert Holiday ကပြသခဲ့ပြီးဖြစ်ပါတယ်။အတ္တဆိုတာကနေ့စဉ်တတိရှိရှိထိန်းချုပ်ရမယ့်အတွင်းပိုင်းရင်းရည်မှုသာဖြစ်ပါတယ်။အတ္တဆိုတာအလုတ်တဲ့စကားကိုဦးစားပေးစေပါတယ်။တင်ယူမှုတဲ့ပုံရိပ်ကိုဦးစားပေးစေခြင်းတို့ကြောင့်ရည်ရွယ်ချက်ရှိသူတွေကိုဖျက်ဆီးနိုင်ပါတယ်။အောင်မြင်မှုဆိုတာဆက်လက်တိုးတက်ခြင်းနဲ့ဝန်ဆောင်မှုပေးခြင်းတို့ကိုတွန်းအားမပေးဘဲအတ္တကိုကြီးထွားစေတဲ့အခါမှာအန္တရာယ်ရှိလာပါတယ်။ချရှုံးမှုဆိုတာအတ္တရဲ့အားနည်းချက်တွေကိုဖော်ထုတ်ပေးပေမဲ့လို့စစ်မှန်တဲ့အင်အားကိုတိစောက်ဖို့ခွင့်လန်းတွေကိုလည်းပေးရပါတယ်။စစ်မှန်တဲ့ဇွဲလုံးလာတီးခံမှုဟာထူးခြားသူဖြစ်တဲ့ဆိုတဲ့အတ္တရဲ့မဟုတ်မှန်ဂရိကွက်တွေထက်ဇဲလက္ခဏာကနေလာတာဖြစ်ပါတယ်။ရှေ့ဆက်သွားမယ့်လမ်းကြောင်းဟာနေ့စဉ်နှိမ့်ချခြင်းဆိုင်ရာအလေးကျင့်တွေရိုးသားတဲ့မိမိကိုယ်ကိုဆန်းစစ်မှုတွေနဲ့အဓိပ္ပာယ်ရှိတဲ့အလုပ်ပေါ်မှာသာအာရုံစိုက်မှုများလိုအပ်ပါတယ်။အတ္တကိုတိုက်ထုတ်တဲ့တိုက်ပွဲဟာအချိန်မဲဖြင့်အပိဓာရနိုင်ရသွားတဲ့ပွဲမဟုတ်ကြောင်းကိုသတိရပါ။ဒီဟာကယုံကြည်မှုရှိနေစဉ်မှာပင်နှိမ့်ချစွာနေထိုင်ဖို့နဲ့တရတရှိမှုတဲ့အမှန်တရားကိုရှာဖွေဖို့နဲ့အတိမတ်ပြုမှုတဲ့ပါဝင်ကူညီမှုပေါ်မှာအာရုံစိုက်ဖို့နေ့စဉ်ပြုလုပ်ရတဲ့ရွေးချယ်မှုသာဖြစ်ပါတယ်။မိမိရဲ့အတ္တကိုထိချုပ်နိုင်သူဟာအားနည်းသူဒါမှမဟုတ်ငြိမ်ခံနေသူဖြစ်မသွားပါဘူး။သူတို့တွေဟာအမှန်တကယ်တန်မာအားကောင်းသူများဖြစ်လာကြပါတယ်။မိမိတို့ရဲ့ပုံရိပ်ကိုကာကွယ်ဖို့အတွက်လိုအပ်ချက်နဲ့ကန့်သတ်မထားတဲ့အတွက်ပုံမကြီးမားတဲ့စိန်ခေါ်မှုတွေကိုရင်ဆိုင်နိုင်ပါတယ်။အမြဲတမ်းမှန်ကန်နေဖို့မလိုအပ်တာကြောင့်ပုံမခိုင်မာတဲ့ဆက်ဆံရေးတွေကိုတည်ဆောက်နိုင်ပါတယ်။ပြင်ပကြာရှုံးမှုတွေကြောင့်မိမိကိုယ်ကိုတန်ဖိုးထားမှုပျက်စီးမသွားသောကြောင့်ဆုံးယုံမှုတွေကနေပုံမမြတ်ဆန်းစွာပြန်လည်ရောက်ထွက်နိုင်ပါတယ်။မိတ်ဆွေရဲ့အတ္တဟာဒီဆုံးမဩဝါဒတွေကိုခုခံပါလိမ့်မယ်။အဲ့ဒီအကြံပြုချက်တွေဟာမိတ်ဆွေနဲ့မသက်ဆိုင်ပါဘူး။မိတ်ဆွေဟာမတူညီဘူး။တခြားသူတွေကဤရာကိုမိတ်ဆွေထဲပုံမနားထောင်ဖို့လိုအပ်တယ်လို့မိတ်ဆွေကိုပြောဆိုပါလိမ့်မယ်။အဲ့ဒီအတွေ့တွေကိုသတိပြုပါ။သူတို့တွေဟာစစ်စစ်ခံရပြီးမှမိမိကိုယ်ကိုကာကွယ်ဖို့ကြိုးစားနေတဲ့အတ္တပဲဖြစ်ပါတယ်။မိမိရဲ့အတ္တကိုထိန်းချုပ်တဲ့ခရီးစဉ်ဟာမိတ်ဆွေအမှန်တကယ်ဖြစ်လာရမယ့်သူဖြစ်လာစေတဲ့ခရီးစဉ်သာဖြစ်ပါတယ်။အတ္တကဖန်တီးထားတဲ့လွဲမှားနေတဲ့ခုခံလိုစိတ်ရှိတဲ့ထိခိုက်လိုတဲ့ပုံကိုမဟုတ်ပဲဘယ်လိုစိန်ခေါ်မှုကိုမဆိုတည်ငြိမ်မှုပညာဉာဏ်တို့ဖြင့်ရင်ဆိုင်နိုင်တဲ့ယုံကြည်မှုရှိတဲ့စွမ်းဆောင်ရည်ရှိတဲ့ဇွဲလုံးလာတီးခံနိုင်စိတ်ရှိတဲ့ပုဂ္ဂိုလ်သာဖြစ်ပါတယ်။စာရေးဆရာဟော်လီဒေးကကျွန်တော်တွေကိုသတိပေးထားသလိုပဲအတ္တဟာအမှန်တကယ်ပဲရန်သူဖြစ်ပါတယ်။ဒါပေမဲ့ဒီအတ္တဆိုတဲ့ဟာကအတိတရားစီကံနဲ့အမှန်တရားအပေါ်ဂရုဝိပြုမှုတွေနဲ့အနိုင်ယူနိုင်တဲ့ရန်သူသာဖြစ်ပါတယ်။ဒီအတွင်းမှာတိုက်ပွဲကိုအနိုင်ရရှိခြင်းအတွက်ရရှိမဲ့ဆုလက်ကပြင်ပအောင်မြင်မှုတသက်မဟုတ်ပါဘူး။စစ်မှန်တဲ့ဆုလက်မှာအတွင်းပိုင်းလွတ်လပ်မှုစစ်မှန်တဲ့ဆက်ဆံရေးတွေနဲ့တမာတိရှိစွာနေထိုင်ခြင်းကနေလာတဲ့နှက်ဆိုင်တဲ့ကျင့်တဲ့မှုတို့သာဖြစ်ပါတယ်။ဒီနေ့ပဲစတင်လိုက်ပါမိတ်ဆွေရဲ့ဘဝမှာအတ္တကဘယ်နေရာမှာတက်ရောက်နေတယ်ဆိုတာကိုသတိပြုပါ။ထောင်လွှားမှုထက်နှိမ်ချမှုကိုသိရှိပြီးသားထက်တည်ယူမှုကိုပုံရိပ်ထက်ဇယလက္ခဏာကိုရွေးချယ်ပါ။မိတ်ဆွေရဲ့အနာဂတ်ကိုယ်တိုင်နဲ့မိတ်ဆွေနဲ့ထိတွေ့ဆက်ဆံရသူတိုင်းကမိတ်ဆွေရဲ့အကြီးမားဆုံးတိုက်ခိုက်ဘက်ကိုရင်ဆိုင်ပြီးအနိုင်ရရှိခဲ့တဲ့တတ္တိအတွက်မိတ်ဆွေကိုကျေးဇူးတင်ကြပါလိမ့်မယ်။အတ္တကိုတိုက်ထုတ်တဲ့တိုက်ပွဲဟာမိတ်ဆွေရဲ့ဘဝမှာတိုက်ခိုက်ရမယ်အရေးကြီးဆုံးတိုက်ပွဲဖြစ်ပါတယ်။ယခုခါမှာတော့မိတ်ဆွေအတွက်အနိုင်ရရှိဖို့အတွက်လက်နက်တွေရှိနေပြီဖြစ်ပါတယ်။ဗီဒီယိုလေးကိုအဆုံးထိနားထောင်ပေးတဲ့မိတ်ဆွေများအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်။